ဂျာစီပြပါလားတဲ့โอเคဂျာစီတွေပြမယ်အစ်စ်တွေကတော့တစ်ထဲမှမရှိဘူးကျွန်တော်ဝစ်ဖို့ဝယ်ထားတဲ့ဂျာစီတွေပေါ့နော်ထိုင်းမှာဆိုရင်ဒါဖက်300 400တော့ပေးရတယ်ပလေယာဘာရှင်းတွေပေါ့နော်โอเคပထမတစ်ထည်ကကျောင်းနယ်ပိုင်းမှာတော့ကျွန်တော် Bruno Fernandes ပဲဝတ်တာများတယ်ဒါလည်း Bruno Fernandes ပဲဒီကောင်လေးရတဲ့ကျွန်တော်ဒီဇိုင်းလေးကြိုက်တယ်ပေါ့နော်အနက်လေးနောက်တစ်ထည်ကကြတော့အနက်ကလေးဒါ retro design လေးပေါ့နော် Snapdragon နဲ့နောက်မှာကဒီကောင်တော့နှစ်ဖက်မပါဘူးနောက်တစ်ထည်ရတော့ Messi နံပါတ်10 Inter Miami ကောင်းကြတော့နောက်မှာ Garnacho ကတော့ Chelsea ရောက်သွားပြီဒါကမနစ်ကပဲဝယ်ထားတာဒီကောင်လေးဒါ retro design ပေါ့နော်ဒါကြတော့ Portuguese jersey Portuguese မှာလည်းကျွန်တော် Bruno Fernandes ကျောင်းနာမည်နဲ့ပဲဝတ်တယ်ဒီကောင်ကြောင့် player version နဲ့မဟုတ်ဘူးကျွန်တော် TikTok short နေဝယ်လိုက်တာပေါ့နော် TikTok short မှာပြထားတာကြတော့တော်တော်လမ်းနေဒါပေမဲ့ကျွန်တော်ရှိရောက်လာတဲ့ခါမှာဘယ်လိုကြီးမှလည်းမသိဘူးဗျအသားလည်းတိတ်မကောင်းဘူးအဲ့ကြောင့်ကျွန်တော်ကဒီ TikTok short ကိုဟိုလာပြန် reference ပြန်ပြီးပေါ့နော်လာပြန်ယူနေယူဆိုတော့သူတို့ reference ပဲပြန်ပေးတယ်လာမျိုးဆိုတော့ကျွန်တော်အင်ကြီးလည်းရတယ်ပတ်စံလည်းပြန်အမ်းပေးတယ်ပေါ့နော်ဒါကြတော့ Real Madrid ဒါလည်း Inter Miami Jersey Messi တန်းကျွန်တော်ဘလုံး Jersey တွေကိုလေဒီလိုမျိုး collar လေးတွေပါလေးကပိုကြိုက်တယ်ပေါ့နော်ပိုအထာကြတယ်တို့ထင်ဒီမှာလည်း collar လေးနေကျွန်တော်ဝယ်ဖြစ်တာများတယ်ဒါကတော့ Garnacho ပဲဒါတော့မနစ်က Jersey ပါ Snapdragon နဲ့သူလည်းအခုအပြာအသင်းရောက်သွားပြီပေါ့နော် Bruno Fernandes တစ်ထည်နဲ့ Garnacho နံပါတ်နဲ့နှစ်ထည်ကျွန်တော်ဝယ်ထားတာအခုပဲချီတော့တယ်ဒီဟာလေးလည်းကျွန်တော်တော်တော်လေးလှတယ်တော်တော်လေးကြိုက်တယ်ဒါကျတော့ Maxi ပါပဲဒီမှာဆိုရင်နောက်မှတစ်စိတောင်ပြက်နေကျွန်တော်ဘယ်တော့ဝတ်ထားလဲဆိုတော့သိတာပဲပေါ့နော်